GDC ရဲ့ English courses တွေကိုမ join ရတော့ဆိုရင်မိဘတော်တော်များများကသူတို့ကလေးနဲ့ပတ်သက်ပြီးတော့လို့ပြောကြတာမျိုးရှိရပေါ့နော်ကလေးကအင်္ဂလိပ်စာဆိုလို့ရှိရင်တိတ်မပြောဘူးအင်္ဂလိပ်စာကိုလောက်ရမှကြောက်တယ်ကလေးတိုင်းကဘာသာစကားအသစ်တစ်ခုကိုသင်ကြားတဲ့အခါမှာကြောက်စိတ်ဆိုတာရှိစမြဲပေါ့နော်ဒါပေမဲ့ဒီလိုမျိုးသူတို့အဆက်မပြတ်သင်ယူလေ့လာနေနေကမှတဖြည်းဖြည်းနဲ့ language တစ်ခုဆိုတာကဒီတယောက်နဲ့တယောက် communicate လုပ်ဖို့အခွင့်အရေးတစ်ခုမျိုးနေနဲ့သူတို့မြင်လာတာမျိုးရှိကြတယ်ပေါ့နော် GDC ရဲ့ရန်လနာ course ပိုင်းမှာလည်းညီမတို့အနေနဲ့ကလေးတွေရဲ့ speaking skill မှာ confidence ရှိဖို့အတွက်ဆိုပြီးတော့ storytelling lesson တွေ role play lesson တွေကိုထည့်သွင်းထားတာမျိုးရှိပါတယ်အရင်ငယ်သေးတဲ့ကလေးတွေအတွက်ဆိုလို့ရှိရင်ဒီ music and movement တို့ phonetic activity တို့ကိုပါထည့်သွင်းပေးထားတဲ့အတွက်ကြောင့်မလို့ကလေးတွေကစိုးရိမ်မှုမရှိဘဲနဲ့အင်္ဂလိပ်စာကိုပြပြပပနဲ့သင်ယူနိုင်မှာဖြစ်ပါတယ်ဒီ presentation တွေလုပ်တဲ့အခါမှာ group work တွေနဲ့လုပ်ရတဲ့အတွက်ကြောင့်မလို့ကလေးတွေကတယောက်နဲ့တယောက် discuss လုပ်တဲ့အခါမှာသူတို့ရဲ့ communication skills တွေ critical thinking ပိုင်းတွေကိုတိုးတက်လာစေရကိုလည်းတွေ့ရမှာဖြစ်ပါတယ်ကလေးကတယောက်နဲ့တယောက်ကဒီသူတို့ရဲ့သင်ယူပုံ learning style ချင်းမတူညီတဲ့အတွက်ကြောင့်မလို့ညီမတို့ဘက်ကနေပြီးတော့ individual တွေ attention ပေးရတာမျိုးလေးတွေရှိပါတယ်ဒါမှသာကလေးကနေပြီးတော့အင်္ဂလိပ်စာကို fun learning နဲ့မှာပို့ပြီးတော့အဆင်ပြေနဲ့ strong ဝင်နဲ့သင်နိုင်မှာဖြစ်ပါတယ်မိမိတို့ရဲ့အနာဂတ်အောင်မြင်မှုတွေကိုမိဘတယောက်အနေနဲ့ဂုဏ်ယူနိုင်ဖို့ကိုယ့်ရဲ့ကလေးကိုအင်္ဂလိပ်လိုလူကြားထဲမှာပြောရေးဆိုရေးရှိလာဖို့အတွက်အခုပဲ GTC ရဲ့ Diploma in English for ရန်လနာကိုအပ်လိုက်ကြရအောင်